ရိုစီယာအဲလက်စ်နဲ့အဆင်မပြေဖြစ်လာပြီးအင်္ဂလန်ကိုပြန်ရောက်လာပြီးနောက်ပိုင်းခီတီနဲ့ပဲအချိန်ကြီးကုန်ဆုံးနေခဲ့ပါတယ်။ဒီရက်မှာတော့ဟိုတယ်မှာအလုပ်လုပ်နေတော့မမျှော်လင့်မဲ့ခရက်ကရောက်လာခဲ့ပါတယ်။တကယ်တော့ခီတီဆွဲထားတဲ့မိသားစုပကြီးပုံလေးကိုမြင်ပြီးစိတ်မကောင်းဖြစ်မိတဲ့ရိုစီကစိတ်မထိန်နိုင်မဲ့အဲ့ဒီပုံကိုခရက်စီပို့မိလိုက်တာကြောင့်ပါ။ခရက်ကလည်းသူကခီတီရဲ့အဖေဖြစ်တာကြောင့်တမီလေးနဲ့တွေ့ခွင့်ပေးဖို့တောင်းဆိုလာပါတယ်။ဒါပေမဲ့ရိုစီကတော့ကိုဝင်ဆောင်နေစဉ်ကာလကလေးကခီတီကြီးပြင်းလာတဲ့အထိပြစ်ပယ်ထားခဲ့တဲ့ဘရက်ကိုအပြစ်တင်ပြီးစိတ်ဆိုးနေစေပါ။ဒါပေမဲ့သူ့မောသူတည်ပြီးတောင်းပန်လာတဲ့ Greg ကြောင့် KD နဲ့ဖခင်ဖြစ်သူကိုပေးတွေ့ခဲ့ပြီးသူတို့၃ယောက်သာပျော်ရွှင်စရာမိသားစုအချိန်လေးတွေကိုဖျက်ဆီးခဲ့ကြပါတယ်။တင်ရောစင်ဟောင်းနေတဲ့အတူအရင်လိုဆွဲဆောင်မှုရှိနေစေ Greg ရဲ့အပြုမှုတွေအောက်မှာ Rosie လည်းမလွန်ဆန်နိုင်ပဲပြန်ပြီးစိတ်ညစ်သွားခဲ့ပါတယ်။ဒီအကြောင်း Ruby သိသွားတဲ့အခါနင့်ကိုဒီလိုပြစ်ထားခဲ့တဲ့သူပြန်လက်ခံရမလားလို့အပြစ်တင်တဲ့အခါမှာတော့ Rosie ဟာသူမဘဝတစ်လျှောက်လုံးလူတစ်ယောက်ကိုပဲမျှော်လင့်နေရတာပင်ပန်းလာပြီဖြစ်လို့အခုလိုမိသားစုဘဝလေးကိုပဲရွေးချယ်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့မင်္ဂလာပွဲရောက်တဲ့အထိရိုစီရဲ့စိတ်ထဲမှာတော့အဲလက်စ်ရောက်လာလိမ့်မလားဆိုတဲ့မျှော်လင့်ချက်လေးတစ်ခုကကန့်ညီနေတော့မှာပဲ။နောက်ဆုံးတော့သူရောက်မလာခဲ့ပါဘူး။ရက်အတန်ထာမှာတော့ရိုစီကအဲလက်စ်ကိုစိတ်ပြေစားပြူလာပြီးမို့ဖုန်းဆော့လိုက်တဲ့အခါဆယ်လီယာဖုန်းကြည့်ပြီးသူတို့လမ်းခွဲလိုက်ပြီဖြစ်ကြောင်းပြောပြတဲ့အခါရိုစီတယောက်အံ့ဩထိတ်လန့်သွားရပါတယ်။အမှန်တော့အဲလက်စ်ကဒီအကြောင်းနဲ့ရင်ဖွင့်ဖို့ဖုန်းဆက်ခဲ့ပူပေမဲ့ရိုစီကစိတ်ဆိုးနေခဲ့လို့ဖုန်းတွေချပစ်ခဲ့တာပါ။သူမအတိကျစိမ့်နဲ့အဲလက်စ်ကိုစာပို့မေးမြန်းကြည့်တဲ့အခါမှာပဲဆယ်လီဟာဖောက်ပြန်နေခဲ့တာဖြစ်ပြီးကလေးကလည်းအဲလက်စ်ရဲ့ကလေးမဟုတ်မှန်းပေါ်ပေါက်လာခဲ့တာပါ။9နှစ်ကြာပြီးတဲ့နောက်မှာတော့အရွယ်ရောက်လာတဲ့ခေဒီလေးကိုမနိုင်တော့တာလည်းပြဿနာတည်းရပါပဲ။အိမ်နောက်သူမရဲ့မိဘတွေကဘာဘတ်ခီးစဉ်ထွက်သွားကြပါတယ်။တနေ့မှာတော့ဟိုတယ်မှာအလုပ်လုပ်နေတော့အောင်မြင်တဲ့မော်ဒယ်တူဖြစ်လာတဲ့ဘက်ဒီနဲ့မထင်မှတ်ပဲစုံတွေ့ကြပါတယ်။ဘက်ဒီကတော့သူမကိုအရင်လိုအောက်ခြေသိမ်းဝန်ထမ်းထင်နေပေမဲ့ရိုစီကတော့အဲ့ဒီဝန်ထမ်းဖြစ်နေပြီဖြစ်ကြောင်းခက်ကြွားကြွားလေးပြောလိုက်ပါတယ်။အိမ်နောက်ဘက်ဒီကအမေရိကန်ကိုသွားမယ့်အကြောင်းပြောပြတဲ့အခါရိုစီကအဲလက်စ်ကိုသွားတွေ့ဖို့အကြံပေးလိုက်ပါတယ်။ဒီရက်မှာတော့ခီးထွက်သွားတဲ့မိဘတွေစီကဖုန်းလာပြီးဝမ်းနေစရာအဖြစ်ဆိုးတစ်ခုကိုကြုံရပြန်ပါတယ်။သူမရဲ့ဖခင်ဖြစ်သူကရုတ်တရက်ကွယ်လွန်သွားတာပါ။ဒီလိုအခက်အခဲဆုံးအချိန်မှာအဲလက်စ်ကိုမြင်လိုက်ရတော့ရင်ထဲကဝမ်းနည်းမှုတွေအားလုံးပေါက်ကွင်းထွက်သွားပြီးသူ့ရဲ့ရင်ဝင်ထဲမှာကလေးတယောက်လိုရှက်ရေးတငင်ငိုချလိုက်ပါတော့တယ်။ဒီအချိန်မှာပဲဂရက်ရောက်လာပြီးအဲလက်စ်ကိုရန်စကားဆန်ဆန်နေပြောကရိုစီရဲ့ခံစားချက်ကိုလုံးဝဂရုမစိုက်ပဲဆွဲခေါ်သွားပါတယ်။အဲလက်စ်ကဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့ရိုစီပေါ်ထားတဲ့သူ့ရဲ့အချစ်ကိုသဘောပေါက်သွားပြီးအမေရိကကိုပြန်မဲ့လေးစိတ်မှာပဲရိုစီကိုချစ်ကြောင်းဖွင့်ဟတဲ့စာဆောင်ကိုရေးသားလိုက်ပါတယ်။ဒါပေမဲ့ကန်ဆိုးတာကတော့ဂရက်ကအဲ့ဒီစာကိုကြိုဖတ်မိသွားပြီးရိုစီလက်ထဲမရောက်အောင်ဖွက်ထားလိုက်တာပါပဲ။အချိန်လေးကုန်လွန်လာပြီးကီတီလေးကလည်းအမေနဲ့တိုင်ပင်လို့ရတဲ့အရွယ်ဖြစ်လာခဲ့ပါတယ်။သူမတို့စကားပြောပြီးရင်ရိုစီကမိဘတွေခြံထားခဲ့တဲ့အိမ်ကိုရောင်းပစ်ပြီးသူမကိုပိုင်ဟိုတယ်လေးတစ်လုံးစောက်တင်လာလို့ခွင့်ပြုချက်တောင်းခဲ့ပါတယ်။ဒီရက်မှာတော့အဲလက်စ်ကဂရန်နဲ့တကယ်ပျော်ရွှင်နေလားလို့မေးခွန်းထုတ်ပါတယ်။ရိုစီကပျော်နေပါတယ်လို့ဖြေလိုက်ပေမဲ့သူမရဲ့နှလုံးသားကတော့မေးခွန်းထုတ်စရာဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့နေ့မှာတော့ဂရက်ကအလုပ်ကိစ္စနဲ့ထီးရနေပြန်မလာနိုင်သေးကြောင်းဖုန်းဆက်လာပါတယ်။ရိုစီကအတန်တရားဖြစ်ပြီးရူဘီနဲ့အတူစုံစမ်းကြည့်လိုက်တဲ့အခါဂရဟာအခြားမျိုးသမီးတစ်ယောက်နဲ့အတူရှိနေတာကိုမျက်မြင်တွေ့လိုက်ရပါတယ်။သူမဒေါသကြီးနဲ့သူ့ကိုလက်သီးနဲ့ထိုးလိုက်ပြီးသူတို့နှစ်ယောက်ရဲ့ဇလဟန်ပြည့်ပြတ်သွားခဲ့ပါတယ်။ဂရရဲ့ပစ္စည်းတွေကိုသိမ်းဆည်းရင်းနဲ့ပဲအဲလက်စ်သူမစီရေးခဲ့တဲ့အချစ်စာကိုတွေ့ရှိသွားပါတယ်။သူမဘာတွေလွဲချော်ခဲ့ရတယ်လဲဆိုတဲ့ခံစားချက်နဲ့အဲလက်စ်ကိုဗီဒီယိုကောခေါ်လိုက်ပေမဲ့တစ်ဖက်ကဘက်ဒီကိုမြင်လိုက်ရတဲ့အခါမှာတော့အံ့ဩသွားရပါတယ်။စိတ်မကောင်းစရာကောင်းတာကသူတို့ကစိတ်ဆက်ထားပြီးမင်္ဂလာဆောင်ဖို့တပတ်ပဲလူတော့တယ်ဆိုတာပါပဲ။သူတို့ကရိုစီကိုဘတ်စမန်အဖြစ်တာဝန်ယူပေးဖို့တောင်းဆိုလိုက်တဲ့အခါသူမကတော့နာကျင်မှုတွေကိုဖုံးကွယ်ပြီးခေါင်းငိမ့်လိုက်ရပါတယ်။ဒါပေမဲ့ရူဘီကတော့ရိုစီကိုသူမရဲ့အချစ်အတွက်နောက်ဆုံးအနေနဲ့တိုက်ပွဲဝင်ဖို့တိုက်တွန်းပါတယ်။နောက်ဆုံးမှာတော့ရူဘီရဲ့တိုက်တွန်းမှုကြောင့်ဘော့စတွန်မြို့ကိုအပြေးအလွန်သွားခဲ့ပါတော့တယ်။ဒီအခါမှာတော့သူမရဲ့အချစ်ဆုံးတငယ်ချင်းရူဘီနဲ့မကပဲကလေးတွေဖြစ်ကြတဲ့ခေဒီနဲ့တိုဘီတို့ပါအတူတူလိုက်ပါခဲ့ကြတာပါ။အဲလက်စ်ရဲ့မင်္ဂလာပွဲကိုစောစောရအောင်သွားခဲ့ပေမဲ့လေချောင်းနှောင်နေမှုကြောင့်မင်္ဂလာအခမ်းအနားပြီးမှပဲရောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမဟာသူတို့သားရဲ့အနီးကပ်တငယ်ချင်းတာဝန်ရောအပြေအဝယူပြီးမင်္ဂလာညစာစားပွဲမှာအဲလက်စ်အတွက်နှလုံးသားရစကားတွေကိုပြောကြားပေးခဲ့ပါတယ်။မင်္ဂလာပွဲအတွင်းမှာပဲခီဒီနဲ့တူဘီတို့ကြားကငယ်ရွယ်နှုတ်ပြတဲ့အချစ်ဆက်လန်းလေးကလည်းရိုစီနဲ့အဲလက်စ်ကိုသူတို့ရဲ့ငယ်စဉ်ကအတိတ်တွေကိုပြန်မြင်အောင်စေပါတယ်။အဲဒီနောက်မှာတော့အဲလက်စ်ကရိုစီကိုနှစ်ပေါင်းများစွာဝတ်ထားခဲ့တဲ့အမှန်တရားတစ်ခုကိုထုတ်ပြောလိုက်ပါတယ်။အဲဒါကတော့ရိုစီရဲ့ section နှစ်ပြည့်မွေးနေ့ညကသူတို့နမ်းခဲ့ကြတာကိုရိုစီမမှတ်မိခဲ့တာကိုအကုန်မှသိလိုက်ရကြောင်းဝန်ခံလိုက်ပါတယ်။သူမအားကြောင့်ကဝဲကိုဘက်ဒီကိုခေါ်သွားခဲ့တာလားလို့ဝမ်းနေစွာမေးခဲ့ပါတယ်
ဒါသူတို့နှစ်ယောက်ကြားကနားလည်မှုလွဲချင်းနေရဲ့အဖြစ်ဖြစ်ပြီးအချိန်တွေကနောက်ကျသွားခဲ့ပါပြီ။သူတို့နှစ်ယောက်ခါးသေးတဲ့နှုတ်ဆက်ခြင်းနဲ့အတူတယောက်နဲ့တယောက်ဝေးကွာသွားခဲ့ရပြန်ပါတယ်။အင်္ဂလန်မြေရောက်တဲ့အခါသူမရဲ့အိမ်မက်ဟိုတယ်လေးကိုအကောင့်ထဲပေါ်ဖို့စိတ်အားထက်သန်စွာနဲ့စူးစမ်းပါတော့တယ်။လာအတော်ကြာစူးစမ်းပြီးနောက်မှာတော့သူမရဲ့ဟိုတယ်အင်ဂျီကိုခမ်းနားစွာဖွင့်လှစ်လိုက်ပါပြီ။ဖွင့်ပွဲနေ့မှာတော့ထင်မှတ်မထားတဲ့အံ့ဩစရာတစ်ခုနဲ့ကြုံတွေ့လိုက်ရပါတယ်။ LS တယောက်ရောက်လာခဲ့တာပါပဲ။သူကအခန်းယူမယ်ပြောတဲ့အခါရိုစီကတစ်ယောက်ခန်းလားနှစ်ယောက်လားလို့မေးတော့သူတစ်ယောက်တည်းဖြစ်တဲ့အပြင်ဘတ်တီနဲ့လည်းလမ်းခွဲလိုက်ပြီးဖြစ်ကြောင်းမတိမတာထည့်ပြောပါတယ်။အိမ်နောက်ရိုစီကသူ့ကိုပင်လင်မြင်ရတဲ့အခန်းကိုခေါ်သွားတဲ့အခါLSဟာသူ့လေးရင်ပေါ်မှာအိမ်မက်မတ်တွေအကြောင်းပြောပြပါတယ်။ရိုစီကအရင်လိုခက်ကြောင်အိမ်မက်တွေမလားလို့မေးတော့မဟုတ်ကြောင်းနဲ့သူဟာရိုစီကိုကပွဲကိုသွားဖို့ခေါ်နေခဲ့တာလို့ပြောခဲ့ပါတယ်။ဒီစကားကိုကြားချိန်မှာရိုစီကစိတ်လှုပ်ရှားစွာနေပဲနောက်ကျအထက်ဆိုင်လုံးဝမမေးတာကပိုဆိုးတယ်လို့ပြန်ပြောလိုက်ပါတယ်။အကြိမ်ပေါင်းများစွာလွဲတော့ပြီးသွားတဲ့နောက်မှာတော့သူတို့နှစ်ယောက်ရဲ့နှစ်ပေါင်းများစွာတိတ်ဆိထားခဲ့တဲ့ချစ်ချင်းမြတ်တာတွေဟာပောက်ကွဲထွက်လာပါတော့တယ်။တရားကိုတရားနမ်းလိုက်တဲ့အခါမှာတော့အတိတ်ကအလွဲတွေဝေးကွာခဲ့ရတဲ့နှစ်တွေအားလုံးပြတ်ကွယ်သွားပြီးသူတို့ရဲ့ဘဝတစ်ခုကအခုမှပဲအစစ်အမှန်စတင်တော့မှာဖြစ်ကြောင်းရိုစီတယောက်သိလိုက်ရပါတော့တယ်။